အားလုံးပဲမင်္ဂလာပါ A Today ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ recap လုပ်ပေးသွားမယ်ဗီဒီယိုကတော့ Captain America Brave New World ရဲ့ဗီဒီယိုပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုကရှေ့ပိုင်းက movie တွေကိုမကြည့်ထားလဲနားလည်တယ်ဆိုရင်လည်းကျွန်တော်ကြည့်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ် The Incredible Hulk မှာဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့အဓိက villain ဖြစ်တဲ့ Samuel Stan ကအခုလိုမျိုးစွမ်းအားတွေရသွားတဲ့အကြောင်းကိုအသေးသေးလေးပြပြထားပါတယ်ပြီးတော့ Sam Wilson Captain America အဖြစ်လက်ခံလိုက်ပုံ Sam Wilson ရဲ့ Falcon နေရာကို Hawkeye ရောက်သွားပုံနဲ့အခုဒီဗီဒီယိုရဲ့အဓိကဇာတ်ကြောင်းထဲမှာပါဝင်တဲ့ idea အကြောင်းကို Falcon and the Winter Soldier series ရဲ့မှာအသေးသေးပြပြထားပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့အဲ့ဒီ idea က Samuel Stan ရဲ့စိတ်ထိချုပ်ခြင်းကိုခံလိုက်ရပြီးအမေရိကန်သမ္မတကိုတပ်ဖြတ်ဖို့လုပ်ကြံခဲ့တာကြောင့်ထောင်ချခဲ့ပြီး Sam Wilson ကသူ့ကိုကယ်ဖို့ကြိုးစားရင်းနဲ့ပြဿနာမျိုးစုံနဲ့ရင်ဆိုင်နေရတဲ့အကြောင်းကိုအသေးသေးရိုက်ပြပေးထားတာဖြစ်လို့ကျွန်တော်ဗီဒီယိုလေးကိုအချိန်မဆွဲပဲစလိုက်အောင် 30th Rock ကအမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရပြီး9လအကြာမှာတော့သူက Sam Wilson နဲ့ Joaquin Torres တို့ကိုမက္ကဆီကိုနိုင်ငံမှာရှိတဲ့ Sai Wanda နဲ့သူ့ရဲ့ကျေးသားအဖွဲ့တွေခိုးယူသွားတဲ့အဆင့်မြင့်လှုပ်ဝက်ပစ္စည်းတွေတရားမဝင်ရောင်းဝယ်နေတာကိုတားဆီးဖို့အတွက်ဆစ်လွတ်ခဲ့ပါတယ်။အမှ Sam နဲ့ Joaquin တို့ဟာပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ပေမဲ့ Sai Wanda ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Joaquin က Sam ရဲ့နေရာဟောင်းဖြစ်တဲ့ Falcon အဖြစ်တာဝန်ယူရလို့စိတ်လှုပ်ရှားနေခဲ့ပေမဲ့ Sam ကတော့သူတို့နှစ်ယောက်စလုံးက Captain America ဟောင်းဖြစ်တဲ့ Steve Rogers တို့မျိုး Super Soldier Serum မထိုးထားတာကြောင့် Joaquin ကိုအန္တရာယ်များတဲ့ mission တွေကိုမစွန့်သင့်ခြင်းပဲတွန်းဆုံနေခဲ့တာဖြစ်ပါတယ်။ဒီမရှင်ပြီးတဲ့နောက်မှာ Sam နဲ့ Joaquin တို့ဟာအမေရိကန်ဆိုရရဲ့မတရားဖန်တီးထောက်ရခြင်းနဲ့ဆက်သက်ခြင်းကိုခံခဲ့ရတဲ့ Super Soldier စစ်သားဟောင်းဖြစ်တဲ့ Isaiah Bradley နဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။သမ္မတ Ross က Sam နဲ့ Joaquin တို့ကို Imperial မှာကျင်းပမယ်ကမ္ဘာခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေးပွဲကိုဖိတ်ကြားခဲ့ပြီး Sam က Isaiah ကိုပါဖိတ်ကြားရမယ်ဆိုတဲ့ကတိကဝတ်နဲ့အတူတက်ရောက်ဖို့ကိုလက်ခံခဲ့ပါတယ်။အမှ Ross က Sam ကို Avenger အဖွဲ့ကိုပြန်လည်ဖွဲ့စည်းဖို့အတွက်အကူအညီတောင်းခဲ့ပါတယ်။ပြီးတော့ထိပ်သီးအစည်းအဝေးပွဲမှာလည်းRoss ကအိန္ဒိယသမုဒ္ဒရာထဲကနေထွက်ပေါ်လာတဲ့ Glacial TMS ကနေပြီးတော့ရရှိလာတဲ့ Adamantium လို့ခေါ်တဲ့သတ္တုအမျိုးအစားတစ်မျိုးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့အစောပိုင်းက Sam Wilson တို့သိမ်းဆည်းရမိခဲ့တဲ့ပစ္စည်းတွေကဂျပန်သတ္တုတွင်းတူဖို့ရေးလုပ်ငန်းကနေပြီးတော့အခုခံရတဲ့တက်စိန်ပြီးသား Adamantium သတ္တုနမူနာတွေပဲဖြစ်ပါတယ်။ Ross ကကမ္ဘာအင်အားကြီးနိုင်ငံတွေအဲ့ဒီသတ္တုအသစ်ကိုအပြိုင်ဆိုင်လူယူမှုဖြစ်ပွားစေဖို့အတွက် Adamantium တူဖို့ရေးနဲ့ဖြန့်ဖြူးရေးကိုထိန်းချုပ်နိုင်မယ့်သဘောတူစာချုပ်တစ်ခုကိုအဆိုပြုခဲ့ပါတယ်။သူစကားပြောနေတော့မှာပဲ Mr. Blue ဆိုတဲ့တခြင်းတန်ကလွန်မြောက်လာခဲ့ပြီး Isaiah အပါအဝင်လူအများစုရဲ့စိတ်ကထိချုပ်ခြင်းခံခဲ့ရပြီးသမ္မတ Rose နဲ့အခြားရရှိတွေအကုန်လုံးကစတင်တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ Rose ရဲ့လုံခြုံရေးရရှိဖြစ်သူ Black Widow ဟောင်း Root ကသူတို့ကိုဖမ်းဆီးလိုက်တဲ့အချိန်မှာတော့အဲ့လူတွေကသတိပြန်ရရှိခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအကြောင်းကိုဘာမှမသိကြောင်းညှိဆိုခဲ့ပါတယ်။ပြီးတော့ Sam Wilson ကဒီမှုကိုစစ်ဆေးနေတော့မှာပဲ Sai Wanda ရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပေမဲ့နောက်ဆုံးမှာသူ့ကိုပြန်ပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။ပြီးတော့ Hawking က Sai Wanda ရဲ့ဖုန်းခေါ်ဆိုမှုကိုခြေရာခံရင်းနဲ့အနောက် Virginia က Camp Echo 1လို့ခေါ်တဲ့လှုပ်ဝက်အကျဉ်းစခန်းတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သမ္မတ Rose ကသဘောတူစာချုပ်ကိုအဖက်ဆယ်ဖို့ကြိုးစားခဲ့ပေမဲ့ဂျပန်ဆိုရက Adamantium အခုခံရမှုနဲ့ Imperial တိုက်ခိုက်မှုအတွက် Rose ကိုပဲအပြစ်နေခဲ့ပါတယ်။အမှန်တော့ဒီဖြစ်စဉ်အလုံးရဲ့နောက်ကွယ်မှာဒေါက်တာ Samuel Stan ကရှိနေပြီးသူကအရာအလုံးကိုထိချုပ်နေတာပဲဖြစ်ပါတယ်။ Samuel Stan ဆိုတာက2008ခုနှစ်မှာထွက်ခဲ့တဲ့ကျွန်တော်တို့ The Incredible Hulk ရုပ်ရှင်ကဟာလန်မျိုးပျက်စီးနေတဲ့ဖြစ်ရမှာ Bruce Banner ရဲ့သွေးတွေနဲ့သူ့အုံနောက်ကထိသွေးပြီးသွားတဲ့နောက်မှာအလွန်မြင့်မားတဲ့အုံနောက်ညင်ကိုပိုင်ဆိုင်သွားတဲ့သူပဲဖြစ်ပါတယ်။ Rose က Stan ကို Camp Echo 1မှာလှုပ်ဝက်ဖန်တီးထိန်းသိမ်းထားခဲ့ပြီး Abomination ရဲ့လုပ်ရက်တွေအတွက်သူ့ကိုပဲလူသိရှင်ကြားအပြစ်ပုံချခဲ့က Stan ကသူ့ကိုသမ္မတဖြစ်အောင်ကူညီပေးမယ်ဆိုလို့ရှိရင်ပြန်လွှတ်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ဒါပေမဲ့ Rose ကသူသမ္မတဖြစ်လာခဲ့ပေမဲ့ Stan ကိုမလွှတ်ပေးခဲ့တာကြောင့်သူကအလွန်ဒေါသထွက်ပြီး Rose ကိုလက်စားချေချင်နေတာပဲဖြစ်ပါတယ်။ Sam နဲ့ Joaquin တို့ကလည်း Stan ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီးသူကနိပညာနဲ့ Mr. Blue သင်းကိုအသုံးပြုကလူတွေရဲ့စိတ်ကိုထိန်းချုပ်နေတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဒါပေမဲ့အမှ Stan ကသူထိချုပ်ထားတဲ့စစ်သားတွေနဲ့ Sam Wilson တို့ကိုတိုက်ခိုက်ခိုင်းခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ Rose ကအခုဖြစ်နေတဲ့ Camp Echo 1ရဲ့အခြေအနေကိုထိန်းသိမ်းဖို့ Root ကိုစေလွှတ်ခဲ့ပြီး Root က Sam နဲ့ Joaquin တို့ကိုကူညီပေးခဲ့ပါတယ်။အဲ့နောက်သူတို့သုံးယောက်ကအဲ့ကနေထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Sam ရဲ့တငယ်ချင်းဖြစ်တဲ့ Dennis Dunphy နဲ့တွေ့ဆုံခဲ့ပါတယ်။ပြီးတော့ Dennis က Sai Wanda ကိုဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးအမှ Sai Wanda က Ross ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးမဲ့အစီအစဉ်တစ်ခုကို Stan ကစီစဉ်နေကြောင်းကို Sam ကိုပြောခဲ့ပါတယ်။အဲ့ဒါကြောင့် Sam, Joaquin, Root တို့က Road နဲ့ဂျပန်ဝန်ကြီးချုပ်တို့ပြိုင်ဆိုင်နေတဲ့နေရာဖြစ်တဲ့ Glacial ကျွန်းစီကိုသွားခဲ့ပါတယ်။အမှ Stan ကအမေရိကန်လေယာဉ်မှု2ဦးရဲ့စိတ်ကိုထိန်းချုပ်ခဲ့ပြီးဂျပန်ရေတပ်ကိုတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ Sam နဲ့ Joaquin တို့ကလေယာဉ်တွေကိုကြားဖြတ်တားဆီးနိုင်ခဲ့ပြီးဂျပန်တပ်တွေကိုတိုက်ပွဲရပ်ဖို့စီလုံးနိုင်ခဲ့ပေမဲ့အဲ့ဒီတိုက်ပွဲအတွင်းမှာပဲ Joaquin ကအပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။ Rose ကလည်း Sam ကိုသူကနှလုံးရောဂါနဲ့တေလူနီးပါးဖြစ်နေလို့ Stan ကိုသူ့အသက်ရှည်စေမဲ့ဆေးပြားတွေဖော်ဆက်ခိုင်းခဲ့ရကြောင်းဖွင့်ရပြောဆိုခဲ့ပါတယ်။ Rose ဟာ Stan ကိုပြန်လွှတ်ပေးလိုက်ရင်ဆေးပြားတွေဆက်မဖော်ဝေးနိုင်မှာကိုစိုးရိမ်တာကြောင့်လွှတ်ပေးခဲ့တာဖြစ်ပြီးဒါကို Stan ကနာကြီးကလက်စားချေဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။ Sam Wilson ကိုလည်းသူ့ရဲ့တငယ်ချင်း Betty Van ကလာရောက်အားပေးခဲ့ပြီးတစ်ဖက်မှာလည်း Stan ဟာ Rose ကိုပေးတဲ့ဆေးပြားတွေထဲမှာ gamma radiation တွေအများကြီးပေါင်းထည့်ထားတယ်ဆိုတာကိုသိသွားတဲ့ Dennis ကိုတက်ပစ်လိုက်ပြီး Sam Wilson စီမှာပဲအဖမ်းခံခဲ့ပါတယ်။ Rose ကသတင်းစာရှင်းလင်းပွဲလုပ်နေတော့မှာပဲ Stan ကသူ့အဖမ်းခံရမှုနဲ့ Rose နဲ့ပတ်သက်မှုတွေကိုလူသိရှင်ကြားကြေညာခဲ့ပါတယ်။အဲ့ဒါနဲ့ Rose ကစိတ်ခံစားချက်တွေကိုမထိန်းနိုင်တော့ပဲ Red Hawk အဖြစ်ပြောင်းသွားခဲ့ပြီး Imperial ရဲ့အစိပ်ပိုင်းချို့ကိုပျက်စီးပြခဲ့ပါတယ်
Sam ကလည်း Rose ကိုစီးအောင်ပြောဆိုပြီးတိုက်ခိုက်ခဲ့ပေမဲ့မရတော့တဲ့အဆုံး Rose ကိုသူ့ရဲ့သမီးဖြစ်သူ Buddy နဲ့အတူ Washington DC က Cherry Band တွေရှိတဲ့နေရာကိုခေါ်သွားခဲ့ပြီးသူ့ရဲ့အသက်ကိုပြန်သတိရအောင်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒါနဲ့နောက်ဆုံးမှာ Rose ကသူ့ရဲ့အသက်ကိုပြန်လည်သတိရသွားခဲ့ပြီးပုံမှန်လူသားတစ်ယောက်အဖြစ်ပြန်လည်ပြောင်းသွားခဲ့ပါတယ်။ဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ Isaiah မှာအပြစ်မရှိကြောင်းသက်သေပြနိုင်ခဲ့ပြီး Sam ကဒဏ်ရာပြန်လည်သက်သာလာတဲ့ Hawkins ကို Avenger အဖွဲ့ထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ Rose ကတော့ယာလူကနေနှုတ်ထွက်ခဲ့ပြီးကမ္ဘာလုံခြုံရေးအမြင့်ဆုံးထောင်ဖြစ်တဲ့ The Raft မှာအကျဉ်းချခံထားရပါတယ်။ Post credit scene မှာတော့အကျဉ်းချခံထားရတဲ့ Stan ကအခြားကမ္ဘာတွေစီကနေလာမယ်တိုက်ခိုက်မှုတွေအကြောင်းကို Sam ကိုသတိပေးခဲ့ပါတယ်။အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်တစ်ပုတ်မှာတန်နာဘိုးရဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်။